ချေးသင်းဒီပြမာရက်စကာကအသင်းရဲ့ဆယ်ကျော်တက်ကစားသမား SD ဘာအိုကိုမက်ဆီရိုနယ်ဒိုနဲ့နိုင်ရှင်မှုတွေဟာသူ့ပကုံးပေါ်မှာဖိအားတွေများစေလိမ့်မယ်လို့သတိပေးခဲ့ပါတယ်။မာရက်စကာက SD ဘာအိုနဲ့ယာမဲတို့ဟာငယ်ရွယ်သေးတာကြောင့်မက်ဆီရိုနယ်ဒိုရဲ့အကြောင်းတွေကိုစပြောမယ်ဆိုရင်သူတို့လိုကောင်လေးတွေအတွက်ဖိအားတွေအများများလွန်တယ်လို့ကျွန်တော်ထင်ပါတယ်။သူတို့ဟာပျော်ပျော်ရွှင်ရွှင်နဲ့လေ့ကျင့်မှုတွေပြုလုပ်ပြီးဘောလုံးကစားဖို့လိုအပ်ပါတယ်။မက်ဆီရိုနယ်ဒိုနဲ့နိုင်ရှင်လာတဲ့အချိန်မှာသူတို့အတွက်အများများလွန်တယ်လို့ထင်ကြောင်းပြောခဲ့ပါတယ်။ဘရာဇီးကျယ်ဝင် SD ဘာအိုဟာချယ်ဆီအသင်းကတူရော့ဘာစီလိုနာအသင်းကို3ဂိုးမရှိနဲ့အနိုင်ရခဲ့တဲ့ချန်ပီယံလိပွဲစဉ်မှာခြေစွမ်းပြသနိုင်ပြီးအသင်းအတွက်လှပတဲ့သွင်းဂိုးတစ်ခုကိုသွင်းယူနိုင်ခဲ့တာပါ။ SD ဘာအိုဟာဘတ်ဘီနဲ့ဟာလန်တို့နောက်ချန်ပီယံလိပထမဆုံး3ပွဲမှာဂိုးသွင်းယူနိုင်တဲ့တတိယမြောက်ဆယ်ကျော်တက်ကစားသမားဖြစ်ခဲ့ပါတယ်။ပြီးခဲ့တဲ့နွေရာသီမှာပါမီရဲ့အသင်းကနေရောက်ရှိလာခဲ့တဲ့ SD ဘာအိုဟာချယ်ဆီအသင်းအတွက်18ပွဲကစားထားပြီး9ဂိုးသွင်းယူထားတာပါ။ SD ဘာအိုကဒီဘက်မှာသွင်းယူခဲ့တဲ့သွင်းကိုဟာသူ့ရဲ့ကစားသမားဘဝမှာထူးခြားကောင်းမွန်တဲ့အခိုက်အတန့်ဖြစ်ပြီးချယ်ရီသင်းပရိသတ်တွေကိုပျော်ရွှင်အောင်လုပ်ပေးနိုင်ခဲ့တဲ့အတွက်အလွန်ပျော်ရွှင်တယ်လို့ပြောခဲ့ပါတယ်။ဒါအပြင် SD ဘာအိုကနောက်တဲ့သွင်းကိုတွေအများကြီးသွင်းယူနိုင်ဖို့မျှော်လင့်တယ်လို့လည်းပြောခဲ့တာပါ။ချယ်ဆီအသင်းဟာဒီနိုင်ပွဲကြောင့်ချန်ပီယံလိလိဖေ့ပွဲစဉ်9ပွဲကစားပြီးမှရမက်10မဲနဲ့အဆင့်9နေရာကိုရောက်ရှိလာခဲ့ပြီးဘာစီလိုနာအသင်းကအဆင့်15နေရာကိုရောက်သွားခဲ့ပါတယ်။ချယ်ဆီအသင်းဟာလာမယ့်ပရီးမီးယားလိပွဲစဉ်အဖြစ်အာဆင်နယ်အသင်းနဲ့ရှင်ပြိုင်ရမှာဖြစ်ပါတယ်။